Hello အားလုံးပဲမင်္ဂလာပါကဲအခုဆိုလို့ရှိရင်เนาะဒီချေရို World Cup လာစာနဲ့ပတ်သက်တဲ့ဒီသတင်းအချက်အလက်လေးကိုချေရိုဒီမှာဒီဗီဒီယိုလေးမှာလေ့လာရမှာဖြစ်ပါတယ်ကဲဟုတ်ပြီချေရိုချောင်းဖို့သတင်းအချက်အလက်အနေနဲ့ဆိုလို့ရှိရင်ချေရို World Cup လာစာပေါ့เนาะကဲအဲ့တော့သတင်းအချက်အလက်မှာဒီအခန်းရဲ့သတင်းအချက်အလက်မှာချေရိုလာစာကိုကိုရီးယားနိုင်ငံမှာဘယ်လိုမျိုးပေးလဲဘယ်လိုမျိုးလက်ခံရရှိလဲဒါနဲ့ပတ်သက်တာလေးတွေကိုချေရိုလေ့လာရမှာပါကဲဟုတ်ပြီခေါင်းစဉ်လေးက World Cup을 받는 방법 월급을 라사고 받는 락한의 방법 니란 제로 라사고 락한의 니란 뭐노 에디 코리아နိုင်ငံမှာအလုပ်လုပ်ပြီးတော့လာစာထုတ်တဲ့အခါမှာအဲ့ဒီလာစာကိုဘယ်လိုမျိုးလက်ခံလဲပေါ့နော်လာစာကိုလက်ခံတဲ့နီလန်ကိုချေရိုတွေလေ့လာရမှာပါကဲဟုတ်ပြီအဲ့တော့အတူတူဖတ်ကြည့်ရအောင်ပါ월급은 한 달에 한 번 일한 것에 대한 대가를 받는 것을 말합니다. 저 라사 소라가로 달라 마다칭 알론 디바이 라사 달라 카베야 달라 나카미야올리 라사고 달라 마다카 일한 것에 대한 디고 로로케레 로 아가 아니네 보노 대가를 받는 것을 말합니다. 이 라사고လာစာဆိုတာကတလားတော့တစ်ချိန်အလုပ်လုပ်ခဲ့တယ်အဲ့ဒီအဖို့အခါကိုယ့်ရဲ့လုပ်အားကကိုလက်ခံရရှိတဲ့အရာကိုဆိုလိုတာဖြစ်ပါတယ်ဒါကမရှင်းပြလဲကျတို့မြန်မာနိုင်ငံရဲ့အတူတူပဲပေါ့နော် 월급을 보통ဒီလာစာကိုတဲ့ပုံမှန်အားဖြင့် 한국에서ကိုရီးယားမှာ 개설한 은행에နော်ဒီဘဏ်စာအုပ်လုပ်ထားတဲ့ဒီဘဏ်ရဲ့통장으로ဒီဘဏ်စာအုပ်နဲ့ 바로 입금됩니다ကျတို့ဒီလာစာကိုများသောအားဖြင့်ဒါကိုရီးယားမှာဆိုလို့ရှိရင်ဒီပုံမှန်အားဖြင့်ပေါ့နော်ဘဏ်စာအုပ်ထဲကိုဒီအကိုရီးယားမှာဖွင့်ထားတယ်ဘန်စာအုပ်ထဲကိုတန်းပြီးတဲ့အခါကျတော့မှလွှဲတယ်ဘာလို့ချက်ချင်းလွှဲပါတယ်တဲ့ဘန်စာအုပ်ထဲကိုငွေကောက်ကိုထည့်ပြီးတယ်လာကုန်ပြီဆိုတာနဲ့ပေါ့နော်အဲ့တော့ 월급은 현금으로ကျတော့ 현금ဆိုတာငွေသားเนาะတင်ပြီးပါပြီ 월급을 라사ကတော့တဲ့ 현금으로 바로 받는 거보다는 라사고ငွေသားနဲ့လက်ခံတာထက်통장으로 계좌 이체를 해서 반사옥내 계좌 이체ငွေလဲပြီးတဲ့အခါကျတော့မှ받는 것이လက်ခံတဲ့ຢာက 안전합니다. လုံခြုံပါတယ်တဲ့ကျတို့လာစာကိုယူတဲ့အခါမှာဒီငွေသားနဲ့လာစာတထည့်ရကိုငွေသားနဲ့လာစာပြီးတယ်ကိုကလည်းငွေသားနဲ့ယူတယ်ပေါ့နော်လာစာလက်မျိုးယူတာအထက်ဘဏ်အကောင့်နဲ့ကျတို့ကလာစာကိုယူတာကပို့ပြီးတဲ့အခါကျတော့မှစိတ်ချရတယ်ပို့ပြီးတော့မှလုံခြုံတယ်ဘာလို့လဲဆိုကျတို့ဥမာထားလိုက်ပါတော့လာစာ330ရတယ်ဆိုပါဆိုဒီပတ်စံကိုတထည့်ရကိုကငွေသားနဲ့ပဲလက်ခံရပေါ့နော်ဒီလာစာငွေသားနဲ့ပဲကိုကယူမယ်ပေါ့ဒါဆိုရင်ရှေ့လာမှာတော့တထည့်ရ1လ2လ3လ4လပုံမှန်ပေးနေပဲပေါ့နော်ဒါဥမာပြောပြတာပါနော်အဲ့လိုမျိုးနဲ့ပေးနေတယ်ရင်နောက်လာတဲ့ကြတဲ့ကြတော့တထည့်ရလူလေကြပြီးတော့ကိုလာစာမပေးဘူးအဲ့တော့ကိုကသွားတောင်းတဲ့ခါမှာမင်းကိုပေးပြီးပြီလीဆိုပြီးတော့ပြောလိုက်သွားပြီပြန်လုပ်လို့မရတော့ကွာဘာလို့လဲသူကငွေသားနဲ့ဖြစ်တဲ့သူကတက်တည်မရှိဘူးပေါ့ပုံမှန်အားဖြင့်တက်တည်မရှိဘူးလေငွေသားနဲ့ပေးတာအဲ့လိုဆိုတော့စိတ်မချရအောင်ဘန်နဲ့ပေးတာကကြတော့ကျတို့ဘန်ထဲမှာမှတ်တမ်းကြံခဲ့ဟုတ်တယ်မလားဘန်ထဲမှာဒါဘသူလွှဲလိုက်ပါလဲမှတ်တမ်းကြံခဲ့အဲ့တော့ဘန်နဲ့ကိုကလက်ခံနေခဲ့သူဆိုရင်ဒါမလွှဲဘူးဆိုရင်တတိဒီမှာဘန်ထဲမှာဘာမှတ်တမ်းမှမရှိဘူးလေမလွှဲရသေးဘူးပြန်ပြီးတော့ပြောလို့ရတယ်အထောက်ထားရှိရကွာဒါကြောင့်မို့လို့ငွေသားနဲ့လက်ခံတာထက်ဘန်အကောင့်နဲ့လက်ခံတာကပို့ပြီးတော့မှစိတ်ချရတယ်တဲ့또 한 월급을ထပ်ပြီးတော့မှလာစာကိုတဲ့받을 때는 기본급과 수당 공제 내역이 기재된 월급 영세서를 함께 받아서 금액이 정확한지 확인하는 것이 좋습니다. ပြီးကြတော့ကျတော့လာစာတွေဝင်တဲ့အခါမှာပေါ့နော်လာစာကိုစီကိုရောက်တဲ့အခါကိုလက်ခံတဲ့အခါမှာအခြေခံလာစာနဲ့เนาะကျတို့အခြေခံလာစာ 기본급နဲ့수당 공제 내역เนาะဒီအခြေခံကျတို့လာစာကိုကလက်ခံလိုက်တဲ့အခါမှာဒါပေမဲ့လက်ခံတာမျိုးမဟုတ်ဘဲနဲ့ဒီအခြေခံလာစာနဲ့လောက်ခဝင်ငွေတွေဖြတ်ငွေတွေเนาะဒါတွေအကုန်လုံးငွေလွှဲလိုက်ဒါတွေကိုကျတို့အသေးစိတ်ကိုရေးထားတဲ့လာစာပြေစာเนาะ월급 양세서고အတူတူလက်ခံရမယ်တဲ့ဒါမှသာလျှင်ကျတို့ကဒီကိုယ့်ရဲ့ဒီငွေပမာဏကတိကျလားမှန်ကန်လားဆိုတာကို금액이 정확한지 확인하는 것이 좋습니다. ကိုယ့်ရဲ့လာစာမှန်လားမမှန်လားတိကျမှန်ကန်လားဆိုတာကိုစစ်ဆေးကြည့်တဲ့အရာကကောင်းပါတယ်တဲ့ရမယ်နော်အဲ့တော့ဒါဘုဒ္ဓအနေနဲ့လည်းသိရမယ်တတိထားမယ်ပေါ့နော်ကိုရီးယားသွားလို့တဲ့အခါလာစာလက်ခံတဲ့အခါမှာဘဏ်အကောင့်နဲ့ပဲလက်ခံတာပို့ပြီးတော့မှစိတ်ချရတယ်နောက်ပြီးတော့ဒီလာစာကိုလက်ခံတဲ့အခါမှာလည်းအခြေခံလာစာဒီလောက်ခငွေဒါတွေအကုန်လုံးဖြတ်ငွေတွေခွန်ငွေတွေသိရမလားအမခံတို့ဘာလို့ညာလို့ပေါ့နော်ဒါတွေအကုန်လုံးကိုဖြတ်ထားပြီးတိကျမှန်ကန်လားဆိုတော့စစ်ဆေးဖို့အတွက်ဒီကျတို့ကပြေစာတောင်းရမယ် 월급 양세서 เนาะပြေစာလာစာပြေစာတောင်းရမယ်တဲ့เนาะကဲဟုတ်ပြီနောက်တစ်ခု
월급 계산하기. 제가 월급 라사고 뚜렷이 뭐너 계산하기. 라사고 제가 블루뮤리 뚜렷이 뭐너 월급 계산하기만 소에너 금연은 너 월급 계산하기 제로 라사고 뚜렷이 디 아우 마세야리네 두비 타바래 아리 할리고 제로 뚜렷이야마 뭐너 라사고 제가 급여는 기본급과 수당으로 구성됩니다. 라사오 제가 아치간 라사네 lokhaဝင်ငွေပေါ့နော်အခြေခံ 라사နဲ့ lokha ဝင်ငွေဆိုပြီးတဲ့အခါကျတော့မှခွဲထားတယ်တဲ့기본급은 최저 임금보다 높게 책정되어야 합니다. ဆိုတော့ကျတော့အခြေခံ 라사ကပေါ့နော်အခြေခံ lokha ဝင်ငွေထက်များအောင်တဲ့เนาะကျတို့ကဖြတ်ပြီးရပါတယ်တဲ့။ဘာလဲလဲအခြေခံလစာကတော့ 기본급을 최소 임금보다 높게 책정되어야 합니다. အခြေခံလစာကတော့အခြေခံလောက်ခဝင်ငွေထက်များအောင်ဖြတ်ပြီးရတယ်။လောက်ခဝင်ငွေထက်ပေါ့နော်။ကဲဟုတ်ပြီအဲ့ဒါဘာပြောလဲကျွန်တော်အောက်ရောက်လို့ရှိရင်ဆက်သိရမယ်။수당은 연장 근로 수당, 야간 근로 수당, 휴일 근로 수당이 있습니다. ကျတော့ဒီလောက်ခဝင်ငွေတွေမှာလောက်ခဝင်ငွေတွေကဘာကိုပြောတာလဲဆိုလို့ရှိရင်เนาะအချိန်ပိုလောက်ခဝင်ငွေညပိုင်းလောက်ခဝင်ငွေပိတ်ရက်လောက်ခဝင်ငွေเนาะဒီလိုမျိုးတွေပေါ့เนาะကဲဟုတ်ပြီဒီမှာဆိုလို့ရှိရင်수당เนาะ수당 야간 근로 수당 휴일 근로 수당ဒီလိုမျိုးတွေပေါ့เนาะသူပြောချင်တာကဘယ်လိုမျိုးလဲဆိုချင်လို့ပုံမှန်အလုပ်လုပ်တဲ့အခြေခံလစာထက်ကိုကအချိန်ပိုတွေလုပ်တဲ့အခါမှာပေါ့เนาะအချိန်ပိုတွေလုပ်တဲ့အခါမှာပို့ပြီးတော့မှများများလစာကိုဖြတ်ပေးရမယ်များများလစာပေးရမယ်ပေါ့ဒီလိုမျိုးပြောချင်တာမဟုတ်ဘူးညဆိုင်ဆင်းနေဆိုရင်ညဘက်ကြီးဆင်းရတယ်ဖြစ်တဲ့လစာပို့ပေးရမယ်ဒီလိုမျိုးပြောတာ각 수당들을 기존 시급에ဒီမှာဆိုလို့ရှိရင်ဒီတစ်ခုချင်းစီရဲပေါ့နော်ကျွန်တော်ဒီလောက်ခဝင်ငွေအတီးတီး gag ဆိုတာအတီးတီးပေါ့နော်လောက်ခဝင်ငွေအတီးတီးကတော့တနာရီကိုလောက်ခဝင်ငွေရဲ့ 1.5 နော်အစနော်1.5 စနဲ့တွက်ပေးရမယ်တဲ့ပြီးလို့ရှိရင်2.5 စနော်1.5 တွက်ရမယ်ပြီးလို့ရှိရင်လောက်ခဝင်ငွေကိုကျတော့1.5 စလောက်ခဝင်ငွေအတီးတီးတနာရီလောက်ခဝင်ငွေရဲ့1.5 စနဲ့တွက်ရမယ်လောက်ခဝင်ငွေနဲ့ဆိုင်ရဲ့တွက်ချက်ပုံတွေကိုကျတော့ဒီအောက်မှာပေးထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူပြော1.5 စကနေပြီးတော့ဒီ2.5 바로 계산됩니다. 수당의 기준과 계산식은 대략 다음과 같습니다. ဆိုပြီးတော့မှသူပြောထားတာကတော့ကျတို့ကဒီလောက်ခဝင်ငွေနဲ့ဒီဆိုင်နဲ့တွက်ချက်ပုံပေါ့နော်ဒီမှာဆိုရင်수당의 기준과 계산식은 대략 다음과 같습니다. အောက်ပါနဲ့တူပါတယ်ပြောချင်တာအောက်ပါအတိုင်းဖြစ်ပါတယ်တဲ့တနာရီလောက်ခဝင်ငွေရဲ့1.5 စနဲ့ချလို့တွက်ပြီးရတယ်ပြီးလို့ရှိရင်လောက်ခဝင်ငွေရဲ့ဘယ်လိုမျိုးတွက်ချက်လဲပေါ့နော်အဓိကစံထားပြီးတော့ဆိုတာကဒီအခြေခံပြီးတော့ဘယ်လိုမျိုးတွက်ချက်လဲဒီဟာနဲ့ပတ်သက်ပြီးတော့ကျတို့ဒီအောက်ကဇယားလေးမှာသူပြထားပြီးတယ်ပေါ့ဒီလိုမျိုးနဲ့သူပြောတာပါကဲဟုတ်ပြီဒါဆိုရင်သူပြထားတာလေးကဘယ်လိုမျိုးလေးဖြစ်မလဲကျတို့အတူတူဖတ်ကြည့်မယ်အဲ့တော့수당ဆိုတာကအလုံးတည်တယ်ကျတို့လောက်ခဝင်ငွေဟလာတော့ bonus လို့ရေးထားတယ်ပေါ့နော်ကဲလောက်ခဝင်ငွေရဲ့ကျတို့ 기준ဆိုတာကတော့ဒါသတ်မှတ်ချက်ပေါ့နော်စံသတ်မှတ်ချက်ဘယ်လိုဆိုရင်ဘယ်လိုဆိုပြီးသတ်မှတ်ထားတာပေါ့နော်계산식ဆိုတာကတော့ဒါပေးငွေအသေးစိတ်ပေါ့နော်အဲ့တော့ကျတို့연장 근로ဆိုလို့ရှိရင်အချိန်ပိုလုပ်ခြင်း연장 근로အချိန်ပိုလုပ်ခြင်း야간 근로ဆိုရင်ညပိုင်းလုပ်ခြင်း휴일 근로ဆိုရင်ပိတ်ရက်လုပ်ခြင်း휴일 연장ဆိုရင်ပိတ်ရက်အချိန်ပို휴일 야간ဆိုရင်ပိတ်ရက်ကိုမှညပိုင်းအဲ့တော့ကျတို့ကဒီအချိန်ပိုလုပ်ခြင်းဖြစ်တဲ့ 연장 근로 အချိန်ပိုလုပ်တာပေါ့နော်အချိန်ပိုလုပ်တယ်သတ်မှတ်ထားတဲ့အချိန်ထက်ပိုပြီးတော့မှအချိန်ပိုပေါ့လုပ်တယ်ဆိုလို့ရှိရင်ကျတို့က 일နော် 8시간 초과 일할 경우နော်ကျတို့ကတရက်မှာ8နာရီထက်ကျော်ပြီးတော့တရက်မှာကျတို့ကလောက်ရမယ့်လောက်က8နာရီလို့သတ်မှတ်ထားတယ်ဆိုရင်အဲ့ဒီသတ်မှတ်ထားတဲ့8နာရီထက်ကျော်ပြီးတော့မှလုပ်တယ်ဆိုရင်တရက်မှာ8နာရီထက်ကျော်ပြီးတော့မှအလုပ်တယ်ဆိုလို့ရှိရင်ကျတို့က 기준 시급 နော် 기준 시급 ဆိုတာအခြေခံလစာရဲ့ 근로 시간 အခြေခံဒီပုံမှန်လုပ်ရမယ့်အလုပ်ချိန်ရဲ့ပြီးရင် 1.5 နော် 1.5 စနဲ့ကိုမြှောက်ပေးရမယ်တဲ့ဥပမာပုံမှန်လုပ်အားခပေါ့နော်ပုံမှန်လုပ်အားခကခြေကဟိုအတိအကျကြီးမတွက်တော့ဘဲနဲ့တွက်ရလွယ်အောင်ခြေဥမာ9280ပဲထားလိုက်ပါတော့ဗောနော်9280ပဲခြေထားလိုက်မယ်ဥပမာတွက်ပြတာပါနော်
ပိုကများလာတာမျိုးကြီးလေတက်လာတာမျိုးကြီးလေရှိရဆိုတော့တလားနဲ့တစ်ခေါက်နဲ့မတူဘူးပေါ့နော်သူကလာစားရဲ့အရှိခံလာစားတက်လာမျိုးလေးရှိရဲအောက်မှာပြင်ပြလိမ့်မယ်နော်အဲ့တော့ဥပမာချက်ကအရှိခံလာစား9250ဆိုပါစို့ခီဂျွန်ရှိကုတ်အဲ့ဒါနဲ့ကျတို့ကဂင်လိုရှိကန်အချိန်ပိုနဲ့sorry အလုတ်ချိန်နဲ့เนาะကိုကအလုတ်ချိန်ကဟိုဘယ်နှစ်ချိန်လောက်တာလဲကိုရဲ့အလုတ်ပို့ပြီးတော့မှလုတ်တဲ့အလုတ်ချိန်ပေါ့เนาะဂင်လိုရှိကန်ကဘယ်လောက်လဲအဲ့ဒီဟာနဲ့ခြေတို့ကဥမာ2နာရီကိုပို့လုပ်ခဲ့တယ်ဆိုပါစို့အဲ့ဒါနဲ့ခြေတို့က 1.5 နဲ့ကိုမြှောက်ပေးရမှာအဲ့တော့ကွာဒီမှာဆို9280ဆိုတိုးရတာခက်တယ်ကွာဥမာကိုက1000မျိုးထားလိုက်တော့1000အခြေခံလားဆို1000ဒါဆိုရင်ခြေတို့အချိန်ပို2နာရီလုပ်တယ်ပုံမှန်လုပ်အားက1000ဖြစ်တဲ့ခြေတို့8နာရီဆို8000ရမယ်ဟုတ်တယ်မလားပုံမှန်ဆိုခြေတို့8နာရီ8000ရမယ်ဒါပဲကွတိတနာယူ1000ဒါပေမဲ့ခြေတို့ကအဲ့ဒီတစ်နေ့ကို8နာရီထပ်ပို့ပြီးတော့မှအလုပ်လုပ်တယ်2နာရီပို့လုပ်တယ်ဆိုလို့ရှိရင်ကျတော့2နာရီဆို2000ဟုတ်2000ဒါပေမဲ့အဲ့2000ကိုမှကျတော့1.5 စာထပ်ပြီးတော့ရတာအဲ့တော့ကျတော့1.5နဲ့မြှောက်လိုက်တဲ့ခါမှာဘယ်လောက်ဖြစ်သွားမလဲ15နဲ့30ဟဟလား304လုံးတသမဖြုတ်ဒါဆိုရင်3000ဖြစ်မသွားဘူးလား2နာရီနဲ့2000ရရမှာဆိုပေမဲ့နောက်ထပ်ပြီးတော့ရတာဖြစ်တဲ့အတွက်3000ရသွားတယ်အဲ့လိုမျိုးเนาะတင်ချရေးပါလားအဲ့လိုမျိုးနဲ့ cherry တွေအတွက်ရအဲ့တော့အချိန်ပိုလုပ်တယ်ဆိုလို့ရှိရင်လာစားကပိုပြီးတော့လာကလုတ်အားခလို့ပြောရမယ်ပေါ့เนาะအဲ့ဒါကပိုပြီးတော့မှရတယ်အဲ့လိုမျိုးပြောချင်တာเนาะကဲဒီမှာဆိုရင်ယာကန်ခင်လို့ဆိုလို့ရှိရင်လည်းညပိုင်းလုပ်တဲ့အခါညပိုင်းလုပ်တယ်ဆိုလို့ရှိရင်လည်း cherry ကဖမ်10시부터 냐 세나야 니비로 새벽 6시 사이에 사제로 디အတွင်းပေါ့เนาะ 일할 경우 အလုပ်လုပ်တယ်ဆိုလို့ရှိရင်เนาะကျတို့ကဒီည10နာရီကနေပြီးတော့ဒီအာယုံတက်ပေါ့เนาะ6နာရီမနက်6နာရီဒီအတော်အတွင်းမှာအလုပ်လုပ်တယ်ဆိုလို့ရှိရင်တဲ့အလုပ်လုပ်လျင်တဲ့တနာရီကိုလုပ်ခဝင်ငွေเนาะတနာရီမှာဒီမှာဂီဂျွန်ရှိကုတ်အခြေခံလာစာတနာရီဘယ်လောက်လဲအခြေခံလာစာရဲ့ပြီးရင်ကိုလုတ်တဲ့အချိန်ရဲ့ပြီးရင်2ဆရမှာ2ဆရဲ့ကိုသူကမြှောက်ပေးရမှာရမယ်နော်အဲ့တော့ညပိုင်းအလုပ်လုပ်တဲ့အချိန်ကဒါသူရဲ့စံသတ်မှတ်ထားတာကည10နာရီကနေမနက်6နာရီနော်အဲ့တော့အဲ့ဒီဒီမှာလုပ်တယ်ဆိုလို့ရှိရင်ခြေတို့2ဆနဲ့ဒါအဲ့ထက်ကိုကပို့ပြီးတော့မှညာဆိုင်နေပါလေလောက်ရတယ်ဖာညာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကြတော့2ဆရမယ်ဟုတ်ပြီနော်လောအားကကို2ဆနဲ့မြှောက်ရမယ်နောက်ပြီးရင် huil kun လို့နော်ဒီပိတ်ရက်လောက်တာပိတ်ရက်မှာလုပ်တယ်ဆိုလို့ရှိရင်နော် huil ရဲ့ ihal kyang ကိုပိတ်ရက်မှာအလုပ်လုပ်တယ်နော်ပိတ်ရက်မှာအလုပ်လုပ်လျင်တော့ခြေတို့ကအခြေခံလစာရဲ့လောအားခရဲ့1.5 1.5 ဆရမယ်ဟုတ်ပြီနော်ပြီးရင် huil 연장နော်ပိတ်ရက်အချိန်ပုံမှာလုပ်တယ်ဆိုလို့ရှိရင်နော် huil တဲ့နော်8시간 이상 ihal kyang ကိုပိတ်ရက်မှာ8နာရီထပ်ပို့ပြီးတော့မှအလုပ်လုပ်တယ်ဆိုလို့ရှိရင်เนาะတနာရီဒီလောက်အားကဒီပြောချင်တာအခြေခံလာစာနဲ့အခြေခံလောက်အားကတနာရီလောက်အားကเนาะ she group เนาะ gijon she group เนาะ wall group မဟုတ် she group เนาะ wall group တင်နေမြောက်နေပါဆိုလို့တနာရီလောက်အားကနဲ့ခြေတို့က gin လို့ရှိကနဲ့เนาะအလုပ်ချိန်နဲ့ပြီးရင်2ဆရမှာနှစ်နဲ့မြောက်ပြရ2ဆရမှာเนาะကဲပြီးဒီမှာ 휴일 야간 ဆိုလို့ရှိရင်လေ 휴일 밤 10시부터 새벽 6시 사이에 일할 경우နော်ပိတ်ရက်ကိုမှညပိုင်းမှာဆိုလို့ရှိရင်လေကျတို့ပိတ်ရက်ည10နာရီကနေပြီးတော့မနက်6နာရီအတွင်းအလုပ်လုပ်မယ်ဆိုလို့ရှိရင်ပိတ်ရက်ကိုနော်ပိတ်ရက်ကိုမှည10နာရီကနေမနက်6နာရီအတွင်းအလုပ်လုပ်မယ်ဆိုလို့ရှိရင်နော်ကျတို့ 2.5 စတောင်ရမှာပါဟုတ်ပြီနော်အဲ့တော့အခြေခံလားစာအခြေခံအားခတနာရီစာနဲ့အလုပ်ချိန်နဲ့ 2.5 နဲ့ကိုမြှောက်ပေးရမှာရမယ်နော်အဲ့ဒါကကျတို့ပို့ပြီးတော့မှလုပ်အားခရရတာဗောနော်သူကဒါကြောင့်ဒီမှာပြောထားတယ် 1.5 เนาะ 2.5 เนาะအဲ့လိုမျိုးနဲ့ကျတို့ကဒါရပြီးရမယ်ပေါ့เนาะအဲ့လိုမျိုးစံတက်ချက်ပြီးတော့မှဒီ 1.5 ကနေ 2.5 ထိပေါ့เนาะဒီလိုအစရည်နဲ့တွက်ပေးရမယ်။ဒါဆိုနှစ်ဆလည်းပါတယ် 1.5 ပါမယ် 2.5 လည်းပါမယ်။ရမယ်เนาะအဲ့လိုမျိုးလေးတွေတွက်ချက်ပေးရပါမယ်တဲ့။ကဲဟုတ်ပါပြီဒါဆိုလို့ရှိရင်နားလည်မယ်လို့ထင်ပါတယ်ကိုဟိုမှာအချိန်ပွေလောက်တဲ့အခါမှာအဲ့လိုမျိုးတွက်ချက်ပြီးတော့မှရတာပါเนาะ။ကဲဟုတ်ပြီ최저 임금제အနိုင်ဆုံးလောက်ခဝင်ငွေเนาะ최저 임금제ဆိုတာကတော့အနိုင်ဆုံးလောက်ခဝင်ငွေကကြတော့လောက်ခဝင်ငွေဥပဒေပေါ့เนาะအဲ့ဒီမှာဆိုရင်တော့근로자들의 생활 안전을 위해 임금의 최저 기준은 법으로 보장하는 제도입니다. 최저 임금은 매년 발표하며 매년 그 금액이 다릅니다.
ကျတော့အလုသမားတွေရဲ့เนาะအလုသမားတွေရဲ့ဘဝတည်ငြိမ်မှုအတွက်ကျတော့အနေဆုံးလောက်ခဝင်ငွေเนาะဆန်ကိုတဲ့ဥပဒေနဲ့ထိန်းကွပ်ပေးထားတဲ့ဥပဒေဖြစ်ပါတယ်ဥပမာချေတို့ကလုံအားခကပေါ့เนาะဥပမာတနာရီကို9280ဆိုရင်ဒီဟာကိုလုံးဝဘယ်သူမဆိုဒီဟာကိုကျင့်သုံးရမယ်တနာရီကို9280ဒါဟာအခြေခံတနာရီစာလုံအားခဒီလိုမျိုးနဲ့ကျတို့စံသတ်မှတ်လိုက်တယ်ကွာဥပမာဒီဆိုင်မှာတော့9280ပဲပြီးဟိုဆိုင်မှာတော့9000ဟိုဆိုင်မှာတော့8000ဟိုဆိုင်မှာတော့9000အဲ့လိုမျိုးနဲ့နည်းသွားတာမျိုးမဖြစ်ရလေအောင်များသွားတာမျိုးလည်းမဖြစ်ရလေအောင်လုံးဝစံသတ်မှတ်ပေးထားတယ်အဲ့လိုမျိုးပြောရချင်တာရမယ်နော်စံသတ်မှတ်ပေးထားတယ်ကျတို့အချိန်ပိုင်းလုပ်တွေပိုင်းမှာဆိုရင်လည်းတနာယူဘလောက်ဆိုပြီးတော့စံသတ်မှတ်ထားတာရှိအဲ့ဒါအဲ့လိုပဲအခု9800ကျော်ဝါးကြီးထင်တယ်ပေါ့နော်အဲ့လိုအခြေခံလားဆိုမတူဘူးပေါ့နော်ကျတို့စရောက်သွားတော့ကလည်းအခုနောက်ပိုင်းနဲ့တဖြည်းဖြည်းနဲ့သူကနည်းနည်းချင်းတက်သွားတာမျိုးရှိရပေါ့နော်အဲ့လိုမျိုးသတ်မှတ်ထားတယ်ဒါပေမဲ့ဒီအချိန်ပိုင်းလုပ်ဒီမှာဆိုလို့ရှိရင်တချို့တွေကလုံးဝအခြေခံလားစာသူသတ်မှတ်ထားတဲ့တနာကြီးဈေးကိုပဲပေးတယ်ဒါပေမဲ့တချို့အချိန်ပိုင်းအဲ့လိုတော်များများတော့အခြေခံလားစာထက်1000တို့တရားကတိကတကြီးလေနော်1000တို့1100တို့1200တို့1300 1000ခွဲတို့ဒီလိုမျိုးတွေနဲ့ပို့ပေးကြတာတွေပဲရှိရရော့ပြီးလို့ရှိရင်တိုင်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကဲဟုတ်ပါပြီအဲ့တော့အနေဆုံးလောက်ခဝင်ငွေကိုခြေတို့နှစ်စင်ပေါ့နော်သူကဒီမဲ့အနေဆုံးလောက်ခဝင်ငွေကိုခြေတော့မဲညွန်နော်ဘာလဲပြောဟာရောမဲညွန်ဂမဲဂီထားရမိတာအမြဲတမ်းခြေတို့ခုနကတော့ငါပြောပါတော့လားအနေဆုံးဒီလောက်ခဝင်ငွေကိုခြေတို့အမြဲတမ်းပြန်ပြောတယ်ထုတ်ပြန်ကြညာတယ်ပေါ့နော်ပြီးတော့အဲ့ဒီငွေပမာဏအတိုင်းခြေတို့ဒီနှစ်တိုင်းကွာခြားချက်ရှိတယ်ပေါ့နော်ဘယ်လာမှာဘယ်နှစ်မှာဆိုလို့ရှိရင်ဘယ်လောက်ဘယ်နှစ်မှာဆိုရင်ဘယ်လောက်ဖြည်းဖြည်းနဲ့ကွာသွားတယ်အများကြီးတော့တက်သွားမျိုးတော့မရှိပါဒီမှာဆိုရင်ဂူဘွန်ခုနှစ်နော်ခုနှစ်ရှီကန်ဂုပ်နော်ဒါတနာရီလောက်ခဝင်ငွေပြီးဝေါ်အီလ်ဂုပ်နော်တရက်လောက်ခဝင်ငွေ8နာရီစာပေါ့နော်ပြီးလို့ရှိရင်နော်ဝေါ်ဂုပ်လာစာကချေရိုဒီအပတ်နော်တပတ်မှာကျွန်တော်နိုင်40ဂျူနော်ဂျူဆိုတော့တပတ်မှာနိုင်40ပြီးလို့ရှိရင်ဝန်ထမ်း9ဦးနဲ့အထက်နော်ဆောက်ချောင်းဆိုတော့စက်ရုံပေါ့နော်လေဝန်ထမ်း9ဦးနဲ့အထက်စက်ရုံနောက်ပြီးရင်တော့ဒါ44တပတ်မှာ44နာရီကကြတော့ဝန်ထမ်း4ဦးနဲ့အထက်စက်ရုံနေပေါ့နော်ဝန်ထမ်း4ဦးနဲ့အီဟာနော်အီဟာအောက်ဝန်ထမ်း4ဦးနဲ့အောက်စက်ရုံနေဖြစ်ပါတယ်ကဲအဲ့တော့ချေတို့က2011ခုနှစ်မှာဆိုလို့ရှိရင်သူ့ရဲ့အခြေခံဒီတနာရီလောက်အားက4320ပဲရှိတယ်နော်1 2011ခုနှစ်မှာ4320ရှိတယ်2012ရောက်တော့4580ဖြစ်သွားတယ်2013ရောက်တော့4860ဖြစ်သွားပြီးတော့2014မှာတော့5210ဖြစ်သွားတယ်အခုကတော့2020လဲကျော်သွားပြီပေါ့နော်အဲ့လိုမျိုးတွေဖြစ်သွားပြီဖြစ်တဲ့အတွက်သူကအခုဆိုရင်တော့ပို့ပြီးတော့မှများလာပြီပေါ့နော်တောင်းကျော်တောင်းကနန်းနာအဲ့ဒီဝင်းကျင်ကိုရောက်နေပြီပေါ့နော်ကဲဟုတ်ပြီပြီးလို့ရှိရင်သူက8နာရီစာနဲ့ပြန်ပြီးတော့တွက်ချက်ထားတာဖြစ်တဲ့အတွက်ဒီမှာဆို3460 3640 8နာရီစာနော်3880 41,680ဒီမှာဆိုရင်ကြတော့ဒါနိုင်40စာပေါ့နော်တပတ်နိုင်40စာနော်ဒါကျမပြောတော့ပါဘူးဒီလိုမျိုးနဲ့သူထက်ပြီးတော့မှတွက်ချက်ထားတာလေးရမယ်နော်ဒါ World Group ရဲ့ဒီထောင်ဖို့တည်င်းအချက်လက်လေးပေါ့နော်ကျတို့ဒီမဲ့ဆိုလို့ရှိရင်အဲ့လိုလေးတွေတွက်ချက်ပါတယ်ဆိုပြီးတဲ့အခါကျတော့မှပြောပြတာပါကဲဟုတ်ပြီဒါဆိုလို့ရှိရင်ရမယ်နော်အဲ့တော့ဒါလေးကဘူတုဒအနေနဲ့ကိုတည်ထားရမယ့်ဟာလေးပေါ့နော်ကဲအဲ့တော့ကျတို့တစ်ကီလေးသွားကြပါမယ် EBS topic 듣기 다음은 듣고 아바고 나창비 무엇에 대한 대화인지 고르십시오. 아바고 깡깡 나창비 반에 빠따대 아장이야래 할라. 반에 빠따대 아장이야래 소라고 제로가 주의시비야마바 대화인지 반에 빠따대 အပြန်လှန်စကားပြောခြင်းမှာ반에 빠따대 아장이야래 ပြောနေတာလေနော်။ကဲနံပါတ်1မှာဆိုရင် 상여금 သိမယ်နော် 실수령액 공제총액 세금 총액 네바니가 보험 기본금 보너스 연장 근로수당 ကဲဟုတ်ပါပြီအကုန်လုံးကျတို့ရမယ်လို့ထင်ပါတယ် meaning လေးတွေပေါ့နော်ကျတို့ကြက်ပြီးသား meaning လေးပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့အတူတူ listening လေးနားထောင်ကြည့်ကြရအောင်ပါကြက်ပြီးသား meaning လေးတွေပဲဆိုတော့ဆက်ပြီးတော့နားထောင်လိုက်မယ်နော်1နဲ့2နဲ့ကိုရင်နားထောင်လိုက်မယ်နော် 55과 EPS 토픽 듣기 1에서 2번 다음을 듣고 무엇에 대한 대화인지 고르십시오. 1번 이 금액이 제가 받는 월급이지요? 네, 총액에서 세금을 뺀 금액을 실제로 받게 돼요. 2번 이번 달에는 월급이 많네요. 네, 연장 근무랑 야간 근무가 많았거든요.
ကဲဟုတ်ပါပြီ1နဲ့2နဲ့ပြန်လာထားမယ်နော် 55과 EPS 토픽 듣기 1에서 2번 다음을 듣고 무엇에 대한 대화인지 고르십시오. 1번 이 금액이 제가 받는 월급이지요? 네, 총액에서 세금을 뺀 금액을 실제로 받게 돼요. 2번 이번 달에는 월급이 많네요. 네, 연장 근무랑 야간 근무가 많았거든요. 3에서 ကဲဟုတ်ပါပြီ3ကကျတို့ပြီးကြတော့မှထပ်ပြီးတော့နားထောင်မယ်နော်ကဲအဲ့တော့ချက် tip လေးပြောပြရမယ်ဆိုရင်တော့ကဲသူပြောသွားတာလေးက남자가နော်1번မှာဆိုရင်남자가အရင်ပြောတယ်ဟာလား이 금액은 제가 받는 월급 있죠ဟာလားဒီငွေပမာဏကကျွန်တော်ရမယ်လားစားလား네 총액에서 세금은 뺀 금액을 실제로 받게 돼요. 게 바래래. 허게 수수방 외반마나래가 아콩고 နှုတ်ထားတဲ့ 외반마나고ပဲ တကယ်တမ်းလက်ခံရရှိတာပါတဲ့အဲ့တော့တကယ်လက်ခံရရှိတဲ့ဟာဆိုတော့ကျွန်တော်ဘယ်ဟာဖြစ်မလဲရမယ်နော်အတတင်လားစာငွေလားဟာလားဘယ်ဟာလဲရမယ်နော်ကဲဟုတ်ပြီ 2번မှာသူပြောသွားတာကတော့여자가အရင်ပြောတယ် 2번 달에는 월급이 많네요 딜라라가 많다베 아니 남자가 네 연장 근무랑 야간 근무가 많았거든요 ဟုတ်တယ်တဲ့အချိန်ပိုင်းနဲ့ညပိုင်းအလုပ်တွေများခဲ့လို့ပါကဲတော့သူဘာအကြောင်းပြောနေရလဲချိန်ပိုင်းနဲ့ညပိုင်းအလုပ်တွေများခဲ့လို့ပါဆိုပြီးတော့မှသူပြောတယ်ရမယ်နော်ကဲဟုတ်ပြီအဲ့တော့ဘာကြောင်းနေပြောနေရလဲသိမယ်နော်ကဲတော့နံပါတ်3နဲ့4တစ်ချက်ကြည့်ကြည့်ရအောင်ပါ 3에서 4번 3마서 질문을 듣고 미국어 나창비 알맞은 대답을 고르십시오. 만간데 앞이고 유체바. အဲ့တော့ 미국어 제와 나창비로만 바변 피야 말레 소래 만간데 앞이고 유체비야 마ပေါ့နော်ကဲအဲ့တော့제로 앞이 파지의 가마로 3번과 1마 내 별도로 지급한대요. 바래래 별도로 지급한대요. 헛게 띠딴 턱비 매래. 하비나? 네, 세금이 공제된 금액이에요. 바래래 헛게 아콘 폈비래 빠마나봐. 헛게 아콘 폈비래 빠마나봐. 네, 가부를 신청해 보세요. 헛게 쭈 턱비부 하라 가부를 신청해 주세요. 보세요. ကြိုထုတ်ပေးဖို့ ရှောက်ထားကြည့်ပါဘာလဲမသိသေးဘူးเนาะမိကောကမလာသေးဘူးဆိုတော့네 월급하고 같이 받으면 돼요. ဟုတ်ကဲ့လာစာနဲ့အတူတူယူရင်ရပါတယ် ဟုတ်ကဲ့လာစာနဲ့အတူတူလက်ခံရင်ရပါတယ်ရမယ်เนาะကဲနံပါတ်4네 금별 명세서를 보세요. 래ဟုတ်ကဲ့တဲ့ဟာလားလာစာပြေးစားကိုကြည့်ပါတဲ့ 명세서 금별 명세서를 보세요. 네, 보험료를 다 토해 보세요.ဟုတ်ကဲ့ 하라 아마칸지 알롱고 토해 보세요. 자체로 빵지바 လို့ပြောတာ 아빠,နော် 아마칸지 알롱고 빵지바. 네, 최저 임금을 확인해 보세요. ဟုတ်ကဲ့ 안내인성로 악하고 확인해 보세요. 쓰시지바. 네, 기본금하고 수당은 더해 보세요. 빠우나노. 아치칸 라자, 아치칸 로아카네. 디 수당 로아카고 아치칸가 아치칸야레 디 라자네 로아카네고 제로가 빠운지바래. 게 호비도 바요만에 제로 마디데고 에러 리스닝리 어두두 나타운지지메노. 게 호비 사메노. 4번 질문을 듣고 알맞은 대답을 고르십시오. 3번 월급을 미리 받을 수 있어요? 4번 세금이 얼마인지 알아요? ကဲ3နဲ့4နဲ့တူတူလေးနဲ့လွယ်လေးပဲเนาะနောက်တစ်ခေါက်ပါ 3번 월급을 미리 받을 수 있어요? 4번 세금이 얼마인지 알아요?
ကဲဟုတ်ပါပြီအရန်လွယ်ပါတယ်ကဲအဲ့တော့ tip လေးနဲ့ဆိုရင် 3가သူပြောတယ် 월급을 남자가ပြောတယ်နော် 3가 월급을 미리 받을 수 있어요? 라자고 쪼ထုတ်လို့ရလားဆိုတော့ 라자고 쪼ထုတ်လို့ရလားဆိုတော့ခြေတို့ဘယ်လိုဖြစ်မလဲနံပါတ်1လား2လား3လား4လား그럼 3번 더 하라 쪼ထုတ်ပေးဖို့ရှောက်ထားကြည့်ပါလာစာကိုကြိုထုတ်လို့ရလားဆိုတော့ကြိုထုတ်ပေးဖို့ရှောက်ထားကြည့်ပါဖြစ်မှာပေါ့ရမယ်နော်အဲ့တော့ခြေတို့အဖြေက 3번 ဖြစ်မှာပေါ့ 3번가 3번 봐ကဲဟုတ်ပြီ 4번မှာဆိုရင် tip အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့여자가ပြောတာပါ 세금은 얼마인지 알아요?အခွန်ဘယ်လောက်လဲဆိုတာသိလားတဲ့အခွန်ဘယ်လောက်လဲဆိုတာသိလားလို့သူကမေးတယ်အဲ့လိုဆိုတော့ခြေတို့ပြေစာကိုကြည့်ကြည့်ပါလာစာပြေစာကိုကြည့်ပါဟာလားအခွန်ဘယ်လောက်လဲဆိုတာသိလားလာစာပြေစာကိုကြည့်ပါအမခံကြည့်အလုံးပေါင်းကြည့်ပါအနေဆုံးလိုအားခကိုစစ်ကြည့်ပါအခြေခံလာစာနဲ့လိုအားခကိုပေါင်းကြည့်ပါဘယ်ဟာဖြစ်နိုင်ဆုံးလဲဒါပေါ့ तू ကဒီတိုင်းပဲအခွန်ကိုသိလားလို့ပဲမေးတာပေါ့နော်အခွန်ဘယ်လောက်လဲသိလားပဲမေးတာဖြစ်တဲ့အတွက်ခြေတို့ကလာစာပြေစာကိုပဲစစ်ကြည့်ရမှာပေါ့ဟုတ်တယ်မလားအဲ့တော့내 금전 명세서를 보세요ပေါ့ရမယ်နော်အဲ့တော့အဲ့လိုမျိုးလေးနဲ့စဉ်းစားကြည့်ရမှာပါနော်လွယ်လွယ်လေးပဲနော်ကဲဟုတ်ပြီဒါဆို 5번 이야기를 듣고 질문에 알맞은 대답을 고르십시오အပြန်လန်စကားပြောခြင်းပေါ့နော်စကားပြောခြင်းကိုနားထောင်ပြီးတော့မေးခွန်းမှာမှန်ကန်တဲ့နော်အဖြေကိုရွေးချယ်ပါတဲ့ကဲနံပါတ်5မှာ여자는 왜 월급을 많이 받았습니까? ကောင်မလေးကဘာလို့လစာကိုအများကြီးလက်ခံရရှိခဲ့တာလဲ여자는 왜 월급을 많이 받았습니까? ကောင်မလေးကဘာလို့လစာကိုအများကြီးလက်ခံရရှိခဲ့တာလဲအဲ့တော့세금이 많아져서အခွန်များလာလို့ဒါကနားမထောင်ရသေးပဲနဲ့တော့အဖြေမဟုတ်ဘူးဆိုတာတန်းသိတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကလာစာကိုဘာလို့များရတာလဲလို့ပြောတာလေအဲ့ဒါအခွန်များလာရင်လာစာများကြလို့လားအခွန်များရင်လာစာနည်းလာမှာပေါ့ဒါတော့မဖြစ်နိုင်တာအတိတာကြီးနော်နားမထောင်ရသေးရင်တော့မဖြစ်နိုင်တာသိတာတယ်수당이 포함돼서လုံအားခပါပေါင်းပြီးတော့ပါလို့အပိုလုံအားခတွေပေါင်းပြီးတော့ပါလို့ဟုတ်လား기본급이 올라서အခြေခံလစာတက်သွားလို့상여금은 받아서 အပိုစုကြည်ရလို့ဒီသုံးခုလုံးကတော့ဖြစ်နိုင်တယ်ဒါပေမဲ့ listening နားထောင်ပြီးတော့မှဘာကအမှန်လဲဆိုတော့ရွေးပြရမှာเนาะခေဒါဆိုရင် 5번 လေးအတူတူနားထောင်ကြည့်ကြည့်ရအောင်ပါ 5번 이야기를 듣고 질문에 알맞은 대답을 고르십시오. 이번 달에 월급 나왔어요? 네. 그런데 생각보다 조금 많네요. 휴일 근로수당이 같이 들어왔을 거예요. 한번 확인해 보세요. ကဲဟုတ်ပါပြီနောက်ထပ်တစ်ခေါက်ထပ်ပြီးတော့နားထောင်ကြည့်ကြည့်မယ်နော် 5번 이야기를 듣고 질문에 알맞은 대답을 고르십시오. 이번 달에 월급 나왔어요? 네. 그런데 생각보다 조금 많네요. 휴일 근로수당이 같이 들어왔을 거예요. 한번 확인해 보세요. ကဲဟုတ်ပါပြီဒါဆိုလို့ရှိရင် tip လေးပြောပြပါမယ်ကဲအဲ့တော့နံပါတ်5မှာဆိုရင်남자가အရင်ပြောတယ်ဗါတယ်လေ 이번 달에 월급 나왔어요 အခုလမှာတဲ့ဟာလာစာထွက်လာပြီလားတဲ့အဲ့ဒါ여자가 네 그런데 생각보다 조금 많네요 ဟုတ်ကဲ့တဲ့ဒါပေမဲ့ထင်ထားတာထက်လစာကနည်းနည်းများတယ်남자가 휴일 근로수당이 같이 들어왔을 거예요. 한번 확인해 보세요. ပိတ်ရက်လောက်ခဝင်ငွေပါအတူဝင်လာတာနေလိမ့်မယ်တစ်ခေါက်လောက်စစ်ဆေးကြည့်ပါ 한번 확인해 보세요. အဲ့တော့သူပြောသွားတယ် 휴일 근로수당이 같이 들어왔을 거예요. 한번 확인해 보세요. အဲ့တော့ပိတ်ရက်လောက်ခဝင်ငွေပါအတူဝင်လာတာအဲ့တော့အပိုစုကြီးလည်းမဟုတ်ဘူးအခြေခံလားဆိုတာတိုးလို့လည်းမဟုတ်ဘူးဘာလို့လဲလောက်အားခပါเนาะပိတ်ရမှာလောက်ထားတယ်လောက်ခဝင်ငွေတွေပါအတူတူဝင်လာတာမို့လို့ရမလားအဲ့တော့အဖြေကရှင်းပါတယ်နားလည်မယ်เนาะအဲ့လိုမျိုးလေးနဲ့ခြေတို့စဉ်းစားပြီးတော့မှရွေးပေးရမှာเนาะ
ကဲဟုတ်ပြီဒါဆိုကျတို့တကီလေးပြီးသွားပြီဆိုတော့ ilgi လေးကိုအတူတူဆက်ကြည့်ကြရအောင်ပါကဲဟုတ်ပြီ ilgi မှာဆိုရင်ရောကျတို့တို့ဘာတွေပြောလဲအတူတူဖတ်ကြည့်ရအောင်ပါ EBS topic ilgi 빈칸에 들어갈 꼴람마 윈도야메 가장 알맞은 것을 고르십시오. 꼴람마 윈도야메 암만간 정도의 야구 유일체발. 네바트 마소인 1년 이상 근무한 근로자가 회사를 그만둘 때는 꼴라꼴라고 지급해야 합니다. 딴네네 아테 알로로케레 1년 이상 근무한 근로자가 딴네네 아테 알로로케레 알로담마가 회사를 그만둘 때는 알로가니 꼬머니가니ထွက်သွားတဲ့ အခါမှာ 그만두다ဆိုတာကကျတို့ကဒီတိုင်းဟိုရက်နားလိုက်တာပေါ့နော်ဒီထိပဲလောက်တော့မယ်ဆိုပြီးရက်နားလိုက်တယ်ဒီလောက်ပဲလောက်တာပေါ့နော်အလုပ်ထွက်တာပေါ့ပြောချင်တာအလုပ်ထွက်သွားမယ်ဆိုလို့ရှိရင်ကုမ္ပဏီကနေထွက်တဲ့အခါမှာဆိုလို့ရှိရင်တော့တဲ့ကျတို့ကကွက်လက်ကိုဒီကဖဲရဟာမီတာနော်ပေးရပါတယ်တဲ့ကွက်လက်ကိုပေးရပါတယ်အဲ့တော့ကျတို့ရှေ့မှာဟိုးရှင်ရှေ့မှာချောင်းဘိုထဲမှာကျတို့လေးလာခဲ့ဘူးတယ်နော်အဲ့တော့ချောင်းဘိုထဲမှာလည်းလေးလာခဲ့ဘူးတဲ့ဟာလေးပြန်ပါတယ်နော်တနစ်နဲ့အထက်အလုပ်လုပ်တဲ့အလုပ်သမားတွေကုမ္ပဏီကနေထွက်သွားရင်ကျတို့ဘာရလဲတနစ်နဲ့မှာကျတို့အမအဲ့ဒီဟာတွေပေးပါတယ်ချောင်းဘိုမှာလားဟိုင်းတုံမှာလားရှေ့မှာတင်ခဲ့ရတယ်ကွာအဲ့လိုမျိုးပေးပါတယ်ဒါပေမဲ့တနှစ်အောက်တွေမပါဘူးဟာလားတနှစ်အထက်ပဲဒီလိုမျိုးနဲ့ကျတို့ပါခဲ့တယ်အဲ့တော့ဘာသာပြန်ကြည့်ရအောင်နော်တနေ့အထက်အလုပ်လုပ်ခဲ့တဲ့အလုပ်သမားကကုမ္ပဏီကနေထွက်တဲ့အခါကျတို့ဘာပေးတာဖြစ်မလဲ상여금လား기본금လား보너스လား퇴직금လားကဲဟုတ်စဉ်းစားကြည့်ပါစဉ်းစားကြည့်မယ်ကဲဟုတ်ပါပြီ퇴직금ပေါ့그럼 4번ပေါ့ဘာလို့လဲကျတို့ကလုံသက်စုကြီးကိုပေးတာလေအဲ့လိုဖြစ်တဲ့ကျတို့ဒါလုံထွက်သွားလို့လုံသက်စုကြီးတနားကြီးကျော် sorry တနားကြီးကျော်တယ်တနှစ်ကျော်တနှစ်နဲ့အထက်လောက်တာဖြစ်တဲ့အတွက်퇴직금ကိုကျတို့တွေပေးတာပေါ့ရမယ်နော်အဲ့လိုမျိုးစဉ်းစားရမယ်နော်ကဲဟုတ်ပြီနံပါတ်2 실수령액은 월급의 총액에서 세금은 꼴락꼴락 금액입니다. 제로 아다딘 실수령액 아다딘 양의 수라가 월급의 라사의 총액에서 너 아다딘 양의 수라가 라사의 수수방간이 너 세금은 라사의 수수방간이 꼴락꼴락고 럭타의 금액입니다. 웨이버마나 ဖြစ်ပါတယ်ကွက်လက်ကိုဖြတ်ထားတဲ့ငွေပမာဏအဲ့တော့ဘာကိုဖြတ်ထားတာလဲဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင် sorry ကျမအဖြေပြောမိသွားကွက်လက်ကိုဖြတ်ထား세금ဆိုတာကျတော့အခွန်ကိုဘာလောက်ထားတာဖြစ်မလဲအခွန်ကိုဖြတ်ထားတဲ့ငွေပမာဏပေါ့ဟဲ့လားနော်အဖြေယူအော်မိသွားတယ်နော်အဲ့တော့ကျတို့အသက်တင်ရငွေဆိုတာကလာစာစုစုပေါင်းကနေအခွန်ကိုဖြတ်ထားတဲ့ငွေပမာဏဖြစ်တယ်ဟုတ်တယ်မလားအဲ့တော့လာစာအသက်တင်ရငွေဆိုတာကအသက်တင်ရရှိငွေဆိုတာကလာစာစုစုပေါင်းကနေအခွန်ကိုပါဝင်တဲ့ဖြစ်မလားမဆိုင်ဘူးနော်အခွန်ကိုကြိုထုတ်ပေးတဲ့မဟုတ်ဘူးအခွန်ကိုဖြတ်တောက်ထားတဲ့ငွေပမာဏဖြစ်ပါတယ်အခွန်ကိုထုတ်ပေးတယ်လည်းမဟုတ်ရမယ်နော်အသက်တင်ရရှိငွေဆိုတာကလာစာကနေပြီးတော့မှအခွန်ကိုဖြတ်တောက်ထားတဲ့ငွေပမာဏနားလည်မယ်နော်အဲ့လိုမျိုးစဉ်းစားရမှာနော်ကဲဟုတ်ပြီဒါဆိုရင်3에서 5번လေးကိုလည်းအတူတူတစ်ချက်လောက်ကြည့်ကြည့်ရအောင်ပါကဲ3에서 5번 가ဆိုရင်다음 질문에 답하십시오 아우빠 미공마 피바တဲ့ကဲဟုတ်ပြီအဲ့တော့ तू ကဆိုရင် 어젯밤 몇 시까지 일을 했어요 어젯밤ဆိုတာကကျတော့မနေ့ညကเนาะမနေ့ညက 어젯밤ဆိုတာမနေ့ညကိုပြောတာပါအဲ့တော့မနေ့ညကတဲ့몇 시까지ဘယ်နှစ်နာရီအထိ 일을 했어요 အလုပ်လုပ်ခဲ့လေမနေ့ညကဘယ်နှစ်နာရီအထိအလုပ်လုပ်ခဲ့လေတဲ့조금 늦게까지 일을 했지만 내내 낮자래 아티 알로고 로케베메 10시 전에 퇴근했어요. 말래 내내 낮자래 아티 알로 로케베메 3나이 전에 맞짱긴 뭐 너 3나이 맞짱긴 알로 생케래. 에러 제로가 3나이 맞짱긴마 알로 땡케바래. 그래서 제로 봐ဖြစ်မလဲ 두 사람은 무엇에 대해 이야기하고 있습니까? လူနှစ်ယောက်ကတော့တဲ့ဘာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှစကားပြောနေတာလေ두 사람은လူနှစ်ယောက်ကတော့무엇에 대해ဘာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့이야기하고 있습니까? စကားပြောနေတာလေအဲ့
အဲ့တော့မင်းညာကဘယ်နှစ်နာရီထိအလုပ်လုပ်ခဲ့လဲတဲ့သူပြောတယ်နော်မင်းညာကဘယ်နှစ်နာရီထိအလုပ်လုပ်ခဲ့လဲမင်းညာကနောက်ကျတဲ့အထိအလုပ်လုပ်ခဲ့တယ်ဒါပေမဲ့အလုပ်လုပ်ခဲ့ပေမဲ့10နာရီမတိုင်ခင်မှာအလုပ်ဆင်းခဲ့တယ်လို့သူပြောတယ် Twagen hit ဆိုရအလုပ်သိမ်းခဲ့တယ်အလုပ်ဆင်းခဲ့တယ်အဲ့တော့သူတို့နှစ်ယောက်ဘာအကြောင်းပြောနေရလဲသူ사람은 무엇에 대해 이야기하고 있습니까? 법적 근로 시간 တရားဝင်အလုပ်ချိန်အကြောင်းပြောနေတာလား야간 근로 시간ညဆိုင်အလုပ်ချိန်အကြောင်းပြောနေတာလား 연장 근로 시간 အချိန်ပိုအလုပ်ချိန်အကြောင်းပြောနေတာလား 휴일 근로 시간 ဟာလားပိတ်ရက်အကြောင်းပြောနေတာလားကဲဟုတ်ပြီအဲ့တော့ကျတို့ဖတ်ကြည့်တဲ့အခါမှာဘာဖြစ်မလဲတစ်ချက်လောက်စဉ်းစားကြည့်ကြည့်ပါဦးအဲ့ဒါလေးကတစ်ချက်ဒီဖတ်စာအုပ်က error လို့လာပြောရမလားမသိဘူးပေါ့နော်ဖတ်စာအုပ်မှာကလေးတို့ဒီအဖြေမှာပေါ့နော်နံပါတ်3ရဲ့အဖြေကဖတ်စာအုပ်ထဲကမှာကနံပါတ်2လို့သူကပြထားတာပေါ့နော်နံပါတ်2ရာကန်ဂင်လို့ရှိကန်ညာဆိုင်ပေါ့နော်ညာဆိုင်အလုပ်ချိန်ညာပိုင်းအလုပ်ချိန်ဆိုပြီးတော့သူပြထားတာပါဖတ်စာအုပ်ကအဖြေမှာတော့အဖြေမှန်2လို့ပြထားတာဒါပေမဲ့ကျတို့ရှေ့ကချောင်းဘိုးတွေဘာတွေကိုပြန်ကြည့်လိုက်လို့ရှိရင်ကြတော့လေသူဒီမှာသတ်မှတ်ထားတဲ့ညာပိုင်းအလုပ်ချိန်ကပေါ့နော်ဒီယာကန်ကင်လိုကလေကျတို့ဒီမှာဆိုရင်ည10နာရီကနေပြီးတော့10ပြော6နာရီကြာနော်10နာရီကနေ6နာရီကြာပေါ့နော်သူပြထားတာအဲ့လိုဆိုတော့ယာကန်ကင်လိုက10နာရီကနေ6နာရီမနက်6နာရီကြာည10နာရီကနေမနက်6နာရီကြာပေါ့နော်စံသတ်မှတ်ထားတာလေအဲ့လိုဆိုတော့ဒီမှာကသူက10နာရီမတိုင်ခင်မှာအလုပ်ဆင်းခဲ့တာဖြစ်တဲ့အတွက်10နာရီမတိုင်ခင်ချောနေနော်10시 전에ပေါ့နော်မှာအလုပ်ဆင်းခဲ့တာဖြစ်တဲ့အတွက်ယာကန်ကင်လိုရှိကန်ကမဟုတ်ဘူးပေါ့နော်အဲ့တော့တရားဝင်အလုပ်ချိန်လည်းမဟုတ်ဘူးပြီးတော့ဒီပိတ်ရက်နော်ပိတ်ရက်မှာလောက်တာလည်းမဟုတ်ဘူးအဲ့လိုဆိုချေတို့ကဒီတိုင်းပဲရိုးရိုးအချိန်ပိုပေါ့နော်연장ကင်လိုရှိကန်ဖြစ်ပါလိမ့်မယ်အဖြေမှန်ကရမယ်နော်ဖတ်စာအုပ်က error ပါတာဖြစ်လေဘာလို့လဲဆိုတော့ရှေ့ကချောင်းပိုမှာစံသတ်မှတ်ချက်တွေကကွာနေရလीနော်ဒါကြောင့်မို့လို့ရမယ်နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခုဆက်ကြည့်ရအောင်ပါကဲကျတို့4번မှာဆိုရင်ကဲဒါလေးရမယ်နော်နံပါတ်3အဲ့တော့သူတို့ကအချိန်ပိုနဲ့ပတ်သက်တဲ့အကြောင်းလေးတွေပြောနေကြတာပါကဲ4번မှာဆိုရင်တော့수당을 계산할 때 왜 5200နော်10ပေါ့နော်10လို့လည်းသုံးလို့ရတယ်အဲ့တော့ 수당은ကျတို့ဒီလောက်ခဝင်ငွေကိုကျတို့계산할 때လောက်ခဝင်ငွေကိုတွက်ချက်တဲ့အခါမှာတဲ့ဝဲဘာလို့5210ဆိုတော့ဘာလို့9210နဲ့လောက်တာလေတဲ့ပြောချင်တာကတော့လောက်ခဝင်ငွေတက်တဲ့အခါမှာတွက်ချက်တဲ့အခါဘာအကြောင်းမို့လို့ကျတို့ကဒီ9210ဆိုရက်ဒီတွက်ချက်မှုနဲ့ပေါ့နော်လောက်တာလေတဲ့အဲ့တော့금액이နော်အဲ့ဒီငွေပမာဏကတဲ့နော်금액이 법으로 정한 금액의 은금의 최소 기준이거든요တဲ့금액이 에디နော်제가ငွေပမာဏကတဲ့ဥပဒေနဲ့정한 은금액နော်은금의ဒီဥပဒေနဲ့သတ်မှတ်ထားတဲ့နော်လောက်ခဝင်ငွေရဲ့တဲ့최소 기준이거든요ဆိုတာကအနည်းဆုံးစံမှုလို့ပါတဲ့လောက်ခဝင်ကိုတက်တဲ့ခါမှာဘာကြောင့်မို့လို့9210အတွက်တာလဲဆိုတော့အဲ့ဒီငွေပမာဏကဥပဒေနဲ့သတ်မှတ်ထားတဲ့ဒီဆိုတော့လောက်ခဝင်ငွေရဲ့အနှိမ့်ဆုံးစံမှုလို့ပါတဲ့ဒါဆိုသူစားရမယ်လူ2ယောက်무엇에 대해 이야기하고 있습니까ဘာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သူတို့2ယောက်စကားပြောနေတာလေအဲ့တော့အခုဒီလူ2ယောက်ဘာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ခြေတို့စကားပြောနေတာလေကြည့်တဲ့ခါမှာ국민연금ဟာလားပင်စင်ကိစ္စပြောနေရလားဟုတ်ဘူးเนาะပင်စင်ကိစ္စပြောနေရလဲမဟုတ်ဘူးဟုတ်လားဘာအကြောင်းပြောနေရလဲ고용보험အလုပ်အာမခံအကြောင်းပြောနေရလဲမဟုတ်ဘူး최저임금အနှိမ့်ဆုံးလုပ်အားခ금연 내역လစာအသေးစိတ်သူပြောရတယ်မှာလစာအသေးစိတ်ပြောနေတာမျိုးလဲမဟုတ်ဘူးဟုတ်လားအဲ့တော့သူတို့ပြောနေတာက최저임금ဟုတ်တယ်မလားအနှိမ့်ဆုံးလုပ်အားခနဲ့ပတ်သက်တာကိုသူတို့ပြောနေကြတာရှာမလားနားလည်မယ်နော်အဲ့တော့ဒီဟာလေးကိုဖတ်ပြီးတော့မှအောက်ကသူတို့နှစ်ယောက်ဘာကြောင်ပြောနေရလဲဆိုတာကိုရွေးပြလိုက်အောင်ပါပဲကဲဟုတ်ပြီနောက်တစ်ခု 5번မှာဆိုရင်ရောဖတ်ကြည့်အောင်ပါ근로자들을 기본금 이외에 상여금과 수당 등 매월 다른 금액의 급여를 받게 됩니다
ကဲသူပြောတဲ့ထဲမှာဆိုလို့ရှိရင်เนาะအလုတ်သမားတွေဟာဆိုလို့ရှိရင်တဲ့ခင်လို့ချတဲ့အလုတ်သမားတွေကတော့တဲ့ given group အခြေခံလားစာဤဝဲအခြေခံလားစာအပြင်ကိုเนาะအလုတ်သမားတွေကတော့တဲ့အခြေခံလားစာအပြင်ကိုတဲ့상여금과 수당เนาะစုကျင်းနဲ့လောက်ခဝင်ငွေတင်အစရှိသဖြင့်မဲဝေါ်လာတိုင်းပေါ့เนาะအစရှိသဖြင့်ခြေလိုလာစဉ်လာတိုင်းနဲ့다른 금액이မတူညီတဲ့လာစာငွေပမာဏကို금별을 받게 됩니다တဲ့လက်ခံရရှိပါတယ်အဲ့တော့ခြေတို့ကတလားတစ်ခါမှာလာစာအပြင်ကိုခြေတို့ကအခြေခံလာစာအပြင်ကိုစုကျင်းတွေလောက်ခဝင်ငွေတွေဒါတွေပါရတာဖြစ်တဲ့တော့လာစဉ်ပေါ့เนาะရတဲ့ငွေပမာဏဟာဆိုရင်မတူဘူးပေါ့เนาะမတူညီတဲ့ငွေပမာဏကိုလက်ခံရရှိတယ်တဲ့그렇지만 다음에 매월 라다에 발생하는 근로소득에 대한 라생 야시의 뇌 아빠고 디 아콩고 아콩고 디 세금을 아콩고 정확하게 계산하는 것은 굉장히 복잡합니다. 굉장히 소아마다 개고버 복잡합니다. 쇼트웨이 에디 라자 야시의 운웨버마 아콩고 어디자 라이브 들어다가 알롱고 쇼트웨이 라에 다자모로 그래서 따라서 라이브에 가더라마 금별을 지급할 때 간단한 세금 계산표로 세금은 공제하고 다음에 2월에 실제 부담해야 할 세금은 정확하게 계산합니다. ဒါကြောင့်မို့လို့ကျွန်တော်လာစာကိုပေးသွင်းတဲ့အခါမှာရိုးရှင်းနဲ့ဒီစည်ရင်းစရာနဲ့အခွန်ကိုဖြတ်တောက်ပြီးတော့မှနောက်နှစ်2လပိုင်းရောက်တော့မှတကယ်တမ်းပေးဆောင်ရမယ့်အခွန်ကိုအတိအကျတွက်ချက်ပါတယ်တဲ့ရမယ်နော်다음에 2월에 실제 부담해야 할 세금을 정확하게 계산합니다. 이것을 에디 아야고 꼴레꼴레이라고 합니다. 꼴레꼴레로ခေါ်ပါတယ်တဲ့အဲ့တော့ဒီဟာလေးကသူကအလုပ်သမားတွေကအခြေခံလစာအပြင်ကိုကျွန်တော်စုကြေးတွေလောက်ခဝင်ငွေတွေအဲ့လိုမျိုးတွေနဲ့ရတာဖြစ်တဲ့အတွက်တစ်လနဲ့တစ်ခါရတဲ့လစာကမတူဘူးပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်အဲ့ဒီမတူတဲ့လစာပေါ်မှာအခွန်တွေကိုလိုက်ပြီးတော့တွက်ချက်ရတာအရင်ရှုပ်တယ်အဲ့ကြောင့်မတွက်ဘူးမတွက်ဘဲနဲ့ဒီဒါကြောင့်မို့လစာကိုပေးသွင်းတဲ့အခါမှာဆိုရင်ကျွန်တော်ရိုးရှင်းတဲ့စိတ်ရင်းစရာနဲ့ပဲအခွန်ဖြတ်တောက်ပြီးတော့နောက်နှစ်2လပိုင်းရောက်တော့မှတကယ်တမ်းပေးဆောင်ရမယ့်အခွန်အတိအကျကိုတွက်တယ်အဲ့တော့အဲ့ဒါကိုခြေတို့ကဘယ်လိုခေါ်လဲဆိုရင်တော့연말 정산,နှစ်ကုန်신당,နှစ်ချုပ်신당, 세금 공제, 아콘ဖြတ်တောက်ခြင်း, 보험료 낭부, 아마칸지 빼둔지, 금융양세서, 라사사회. အဲ့တော့အဲ့ဒီဟာကိုခြေတို့ကနှစ်ကုန်신당,နှစ်ချုပ်신당လို့ခေါ်တာပါနော်ရှုပ်လို့ကျွန်တော်နောက်2လပိုင်းမှာတခါလေးပေါင်းပြီးတော့မှလောက်တာပေါ့နော်အဲ့တော့အဲ့ဒါကိုနှစ်ကုန်ရှင်းတန်းလို့ခေါ်တာပါအဲ့တော့အခွန်ဖြတ်တောက်တာလို့လည်းခေါ်တာမဟုတ်ဘူးပမာအခွန်ဖြတ်တောက်တယ်လို့ခေါ်တာမျိုးလည်းမဟုတ်တယ်လို့အမခံကြီးပေးတဲ့တယ်လို့ခေါ်တာလည်းမဟုတ်ဘူးပြီးလို့ရှိရင်လစာစာရွက်ကပို့ပြီးတော့ဝေးသေးရပေါ့နော်အဲ့လိုခေါ်တာမဟုတ်ပါဘူးအဲ့တော့ဒီစာပိုင်းလေးကမှတ်ထားပေးပါကျွန်တော်နှစ်ကုန်ရှင်းတန်းနှစ်ချုပ်ရှင်းတန်းလို့ခေါ်တာပါရမယ်နော်နားလည်မယ်နော်ကဲဟုတ်ပါပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီဥစ္စာလေးက ilki လေးပြီးသားပြီအင်စာနော်듣기 읽기 앵사 봐. အဲ့တော့56လေးနည်းနည်းအစပြမယ်နော် ကဲခန်း56ရဲ့ခေါင်းစဉ်လေးကတော့ 이번 여름 휴가 계획을 세웠어? 이번 라메 여름 휴가 뉘야디 빼야시 라메 뉘야디 빼야시의 계획을နော်အစင်ကတော့တဲ့ 세웠어? ဆွဲပြီးပြီလားတဲ့လာမယ့်နွေရာသီပိတ်ရက်ရှည်တော့အစင်ဆွဲပြီးပြီလားတဲ့ 이번 여름 휴가 계획을 세웠어? ဆိုပြီးတော့မှသူပြောထားတယ်ကဲဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်학습 목표သင်ခန်းစာရဲ့ရည်ရွယ်ချက်ကတော့ 휴가 알아보기နော်ကျတို့ဒီနားရဲ့အကြောင်းတွေကိုနော်နားရဲ့အကြောင်းတွေမေးခြင်းပြီးတော့병가 신청하기ကျမ်းမာရေးခွင့်လျှောက်ထားခြင်းအဲ့တော့ကျတို့ဒီအခန်း56မှာနားရက်ဒီအကြောင်းမေးတာနဲ့ပတ်သက်တာတွေပြီးရင်ကျမ်းမာရေးခွင့်တွေပေါ့နော်ခွင့်ဘယ်လိုလျှောက်မလဲဒါနဲ့ပတ်သက်တာတွေကိုကျတို့သင်ရမှာပါ활동အနေနဲ့ကတော့휴가 신청서 이해하기ခွင့်လျှောက်လွှာရေးသားခြင်းနော်ထိုင်နဲ့ပတ်သက်တာကြီးချေတို့ဝိုင်းတုံလို့ရမယ်။အော်ဝီမှာဆိုရင်တော့ယူကအာနာရဲ့ယူခြင်းတွေနဲ့ပတ်သက်တဲ့မီနင်းတွေဖြောင်းကကျမ်းမာရေးခွင့်ယူတာနဲ့ပတ်သက်တဲ့မီနင်းတွေကိုချေတို့ကြက်ရပါမယ်။ကဲချောင်းဖို့မှုတော့တည်င်းအချက်လက်အနေနဲ့ကတော့휴가에 대한 근로 기준 법에 의해
အလုသမားဥပဒေနဲ့ပေါ့နော်အလုသမားဥပဒေမှကျွန်တော်တို့နားရဲ့အကြောင်းတွေပေါ့နော်ထိုင်းနဲ့ပတ်သက်တာတွေကိုကျွန်တော်တို့ဘ ഹു တုတအနေနဲ့ဒါဒီအခန်းမှာဖတ်ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်ထေဝါအီလေးကိုအတူတူကြည့်ကြည့်ရအောင်ပါကဲသူတို့နှစ်ယောက်ဘာကြောနော်ကဲဟုတ်ပြီဒါဆိုကြည့်ပဲဂျီဟွန်နဲ့အီဗန်နဲ့ကဲအီဗန်နဲ့အီဗွန်နဲ့တွေ့ပြီနော်ဂျီဟွန်နဲ့အီဗန်နဲ့နှစ်ယောက်ပြောတာပါအီဗန်နဲ့ပြီးတော့ Ivan ဆိုတာကနာမည်ပါ Ivan ဆိုတာကလာမဲ့နွေရာသီဟလား Ivan 여름 휴가 계획을 세웠어? Ivan이 라메 누이야디 빼야시 도와래 계획을 아시아신 세웠어? 쇠비빌라 라메 리다카우 누이야디 빼야 도와래 누이야디 빼야시 도 아시아신 쇠비빌라 아니 이반가 아직 아무도 휴가 얘기를 안 해서 휴가를 서도 될지 눈치를 보는 중이야. 아직 아쿠아티 아무도 아쿠아티 바마 휴가 얘기를 빼야 장고를 안 해서 뭐별로래 휴가를 서도 될지 너 퀸어 유로 야바말라 빼야고 뭐너 빼야고 야바말라 소라고 눈치를 보는 중이야. 눈치를 보는 중이야.ဆိုတာ 눈치를 보다ဆိုတာကျတော့အခြေအနေကြည့်ဒီအရေးအကဲကြည့်ဒီကိုပြောတာပါ 눈치를 보다 눈치를 보다 눈ဆိုတာမျက်လုံးမလားဒါကြောင့် 눈치를 보다 ဆိုရင်အရေးအကဲကြည့်ဒီအခြေအနေကြည့်ရအဲ့တော့ 눈치를 보는 중이다 중이야 ခုမှအရေးအကဲကြည့်နေတော့ကြည့်နေတဲ့တော့တွင်တဲ့အဲ့ဒါနဲ့ 7월 말에는 따구로 야래 너 7월 말에는 쉬는 공장이 많으니까 일이 그렇게 많지 않을 거야 하라 ခွနလာပိုင်းကတော့တဲ့နော်ခွနလာပိုင်းကုန်မှာဆိုလို့ရှိရင်ခွနလာပိုင်းအကုန်မှာဆိုရင်တဲ့ 쉬는 공장이 나의စက်ရုံတွေက 많으니까 များတော့တဲ့ 일이 그렇게 အလုပ်ကအခုလိုမျိုးတဲ့ 많지 않을 거야 များအလုပ်များမှာမဟုတ်ဘူးတဲ့အဲ့လောက်အလုပ်များမှာမဟုတ်ဘူးတဲ့ 그때 좀အဲ့ဒီချိန်ရဲ့တစ်ချက်လောက်တဲ့ 휴가를 신청해 봐နော်ဒါကြောင့်မို့လို့တဲ့အဲ့ဒီချိန်လောက်ခွင့်လျှောက်ကြည့်တဲ့ခွာလာမိုင်းအကုန်မှာနားတဲ့စက်ရုံတွေများတဲ့အတွက်အလောက်ကအဲ့လောက်များတော့မှာမဟုတ်ဘူးဒါကြောင့်မို့အဲ့ဒီအချိန် 그때 좀အဲ့ဒီအချိန်မှာတစ်ချက်လောက် 휴가를 신청해 봐ပေးရက်ကိုခွင့်လေးလျှောက်ကြည့်이반가 그래야겠다 အဲ့လိုလုပ်ရမှာပဲ 그래야겠다 အဲ့လိုလုပ်ရမှာပဲတဲ့ 근데 다음에 보통ပုံမှန်အားဖြင့် 휴가는 얼마나 쓸 수 있어? ပုံမှန်အားဖြင့်ကျတော့ပေးရက်ကိုခွင့်ကိုဘယ်လောက်ယူလို့ရလဲတဲ့အဲ့지연가 1년에 연차 15일까지 쓸 수 있는데 여름 휴가로는 일반적으로 3, 4일 정도 쓰는 편이야. 뜬내마 제로 연차 15일까지 뜬내마 솔루션 제로가 디နှစ်ပြည့်နားရက်ဆိုပြီးတော့မှ15ရက်အထိနားလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျတော့ 여름 휴가로는ပေါ့နော်ဒီနွေရာသီပိတ်ရက်ရှည်အနေနဲ့ဆိုရင်တော့ 일반적으로ဆိုတာကကျတော့ဒီပုံမှန်တာမန်ပေါ့နော် 일반적으로 ရေဘူးလျက်အားဖြင့်တာမန်အားဖြင့်အဲ့လိုမျိုးပြောတာပါတာမန်အားဖြင့်တော့ 3, 4일 정도 쓰는 편이야 3-4 ရက်လောက်ယူကြတယ်တဲ့နော်တစ်နှစ်မှာနှစ်ပြည့်နာရက်ဆိုပြီး15ရက်အထိတော့ခွင့်ယူလို့ရတယ်ဒါပေမဲ့နွေရာသီပိတ်ရက်ရှည်အနေနဲ့ဆိုရင်တော့ကျွန်တော်တာမန်အားဖြင့် 3-4 ရက်လောက်ခွင့်ယူကြတယ်တဲ့ 3, 4일 정도 쓰는 편이야 ဆိုပြီးတော့မှသူပြောထားရမယ်နော်ကဲဒါဆိုရင်ကျွန်တော်တို့အတူတူ listening လေးအရင်နားထောင်ကြည့်ကြရအောင်ပါတစ်ခေါ်နဲ့ listening လေးနားထောင်ကြည့်ကြည့်မယ်နော် 56과 이번 여름 휴가 계획은 세웠어? 대화 1 이번 여름 휴가 계획은 세웠어? 아직 아무도 휴가 얘기를 안 해서 휴가를 써도 될지 눈치를 보는 중이야. 7월 말에는 쉬는 공장이 많으니까 일이 그렇게 많지 않을 거야. 그때쯤 휴가를 신청해 봐. 그래야겠다. 근데 보통 휴가는 얼마나 쓸 수 있어? 1년에 연차 15일까지 쓸 수 있는데 여름 휴가로는 일반적으로 3, 4일 정도 쓰는 편이야. ကဲဟုတ်ပြီနောက်တစ်ခေါက်ထပ်နားထောင်မယ်နော် 56과 이번 여름 휴가 계획은 세웠어?
대화 1. 이번 여름 휴가 계획은 세웠어? 아직 아무도 휴가 얘기를 안 해서 휴가를 써도 될지 눈치를 보는 중이야. 7월 말에는 쉬는 공장이 많으니까 일이 그렇게 많지 않을 거야. 그때쯤 휴가를 신청해 봐. 그래야겠다. 근데 보통 휴가는 얼마나 쓸 수 있어? 1년에 연차 15일까지 쓸 수 있는데 여름 휴가로는 일반적으로 3, 4일 정도 쓰는 편이야. ကဲဟုတ်ပါပြီဒါဆိုလို့ရှိရင်ရမယ်နော်ကဲတော့ channel တူတူဒါဒီဘက် channel လေးကိုတစ်ခေါက်လောက်ပြန်ဖတ်ပြီးရင် meaning လေးကြည့်မယ်နော်ကဲဒါဆိုရင်စမယ် 이번 여름 휴가 계획을 세웠어? 아직 아무도 휴가 얘기를 안 해서 휴가를 써도 될지 눈치를 보는 중이야. 10월 말에는 쉬는 공장이 많으니까 일이 그렇게 많지 않을 거야. 그때 좀 휴가를 신청해봐. 그래야겠다. 근데 보통 휴가는 얼마나 쓸 수 있어? 1년에 연차 15일까지 쓸 수 있는데 여름 휴가로는 일반적으로 3, 4일 정도 쓰는 편이야. ရမယ်နော်ကဲဟုတ်ပါပြီအဲ့တော့ကျွန်တော်ဒီဥစ္စာလေးကဤကြဆိုတော့ဖတ်ပြန်ပြီးတော့ပြန်ဖတ်ပေးမယ်နော်ကဲဟုတ်ပြီဒါဆိုရင်ဖတ်ရမယ်ဒါဒီတဲဝါတွေကိုဖတ်ပေးနော်ကဲဒါဆိုရင်အော်ဟွီအီလေးကိုအတူတူကြက်ကြည့်ရအောင်ပါယူဂါကတော့အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်ခွင့်ရက်ပေါ့နော်ယူဂါခွင့်ရက်နော်ပေးရက်ခွင့်ရက်휴가를 신청하다 ဆိုရင်နော်ခွင့်လျှောက်ထားသည်휴가를 신청하다 ခွင့်လျှောက်ထားသည်ရမယ်နော် 휴가를 내다 ဆိုရင်ခွင့်တင်တာခွင့်စာတင်တယ် 휴가를 내다 ခွင့်တင်သည် 휴가를 받다 ဆိုရင်နော်ခွင့်ရသွားပြီနော် 휴가를 받다 ခွင့်ရသည် 휴가를 쓰다 ဆိုရင်နော်ခွင့်ယူသည်နော်ခွင့်သုံးသည်မဟုတ်ဘူးနော်ခွင့်ယူသည် 휴가를 쓰다 ခွင့်ယူသည် 유급휴일 ဆိုရင်တော့လစာခွင့် 유급휴일 လစာခွင့် 무급휴일 ဆိုရင်လစာမဲ့ခွင့်เนาะဒါဆိုရင်ဒီကခွင့်ယူလဲလစာရတယ်ဒါခွင့်ယူလဲလစာမရဘူးဒါဆိုရင်လစာမဲ့ခွင့် 법정휴일 တရားဝင်နာရက် 법정휴일 ကတရားဝင်နာရက် 약정휴일 ကကြတော့ညှိနှိုင်းပြီးတော့မှနာရက်နော်ညှိနှိုင်းပြီးတော့နားတာကျွန်တော်ကတော့ဒီနားရက်မှာတော့မနားဘူးဒီရက်ရောက်မှနားမယ်စသဖြင့်ညှိနှိုင်းပြီးတော့နားရက် 연차휴가 နှစ်ပြည့်အနားယူခွင့် 연차휴가 နှစ်ပြည့်အနားယူခွင့် 출산휴가 မီးဖွားခွင့်နော်ဒါ main ကလေးတွေပေါ့နော် 출산휴가 မီးဖွားခွင့်ရမယ်နော်ကဲဟုတ်ပြီနှစ်ခေါက်စီပြဖတ်ကြည့်ရအောင် 휴가를 신청하다ခွင့်လျှောက်ထားသည် 휴가를 내다 ခွင့်တင်သည် 휴가를 받다 ခွင့်ရသည် 휴가를 쓰다 ခွင့်ယူသည် 유급휴일 လစာခွင့် 무급휴일 လစာမဲ့ခွင့် 법정휴일 တရားဝင်နာရက် 약정휴일 ညှိနှိုင်းနာရက် 연차휴가 နှစ်ပြည့်အနားယူခွင့် 출산휴가 မီးဖွားခွင့်ရမယ်နော်ကဲဟုတ်ပါပြီအဲ့တော့ကျွန်တော်တို့ဒီဥစ္စာလေးတွေက meaning လေးတွေကြက်ရမှာပါကဲအဲ့တော့ meaning လေးတွေကြက်မယ်ပြီးရင် tip လေးတစ်ချက်ဖတ်ကြည့်အောင်ပါ 휴가 와 휴일 ကျွန်တော်ခွင့်ရက်နဲ့ပိတ်ရက်ပေါ့နော် 휴가와 휴일 ခွင့်ရက်နဲ့ပိတ်ရက် 휴가와 휴일을 근로자가 쉬는 날이라는 점에서 ခွင့်ရက်နဲ့ပိတ်ရက်ဟာဆိုလို့ရှိရင်တော့တဲ့နော်ခွင့်ရက်နဲ့ပိတ်ရက်ဟာ 휴가 နဲ့ 휴일가 တဲ့ 근로자가 အလုပ်သမားကနားတဲ့နေ့ဆိုပြီးတော့မှတဲ့အဲ့ဒီအချက်ကတော့ 공통점은 같습니다 ခွင့်ရက်ပဲဖြစ်ဖြစ်ပိတ်ရက်ပဲဖြစ်ဖြစ်เนาะခွင့်ယူတာပဲဖြစ်ဖြစ်ပိတ်ရက်ယူတာပဲဖြစ်ဖြစ်အဲ့ဒီရက်မှာအလုပ်သမားနားတယ်ဆိုတဲ့အချက်ကတော့အတူတူပဲတဲ့ 그러나 다음에เนาะ 그러나 다음에တဲ့ 휴일이တဲ့ 처음부터 근로 의무가 없는 날은 반요เนาะအဲ့တော့ဒါပေမဲ့တဲ့ပိတ်ရက်ဆိုတာကတော့ကျွန်တော်ကအစကတည်းကအလုပ်လုပ်ဆရာမလို့တဲ့ရက်เนาะ 휴일이 처음부터 အရင်ကတည်းက 근로 နော်처음부터အစကတည်းက 근로 의무가
없는 날은 반년ဆိုတာကတစ်ဖက်မှာဆိုရင်တော့ဟာလားပြောချင်တာကတော့ပိတ်ရက်ဆိုတာကတော့အစကတည်းကလှုပ်ရှားမှုတွေရက်ဖြစ်ပြီးတော့တဲ့ 휴가 는ခွင့်ရက်ဆိုတာကတော့ 근로 의무가 있는 날이지만 근로자의 청구나 특별한 사유에 충족으로 은혜 이를 면제받은 날이라는 점에서 차이가 있습니다. 다로 또 팁 아니네 마신비알레 제로 띠바래. 너 디 알로드마 디 퀸예스라로 알로야메 예 다음에 알로드마 다운소라 다음 뭐 장기다 쿠쿠자အဲ့ဒါကို 제로 피시비의 아니네 컴퓨터비의 니အဲ့ဒီအချက်မှာတော့ 점에서 차이가 있습니다. 과차자가 ရှိတယ်. သိပါတယ်제로လေဟာခွင့်ပိတ်ရက်ဆိုတာကတော့ငကိုတွေကအလုတ်ကနေသတ်မှတ်ပြီးထားတယ်ပိတ်ရက်နော်ဒါအလုတ်သမားကြီးနားကိုနားမယ်ဆိုတဲ့ပိတ်ရက်ခွင့်ရက်ဆိုတာကတော့အလုတ်လောက်ရမယ်နေဒါပေမဲ့အလုတ်သမားအကြောင်းမျိုးမျိုးကြောင့်ခွင့်ယူတာဒါကြောင့်မလို့제로ကဖြည့်ဆည်းပေးလိုက်တာဒါကိုကျွန်တော်ခွင့်ရက်လို့ခေါ်တာရမယ်နော်ပြောလဲသိပါတယ်ဂျာလို့ကဲဟုတ်ပြီဒါဆိုရင် 연습 1နော်ဒီဗီဒီယိုလေးမှာကျွန်တော်ဒီထိသွားလိုက်မယ်နော်레진간 때마서에는 그림을 보고 알맞은 말을 연결하세요. 요번 모집이 만간에서 가고 싹돼봐. 찌라는 띠바래 무급 휴가, 유급 휴가, 연차 휴가, 출산 휴가. 에러 꼽아다니고 싹돼비면은 룰루리리베. 빈칸에 맞는 표현을 골라 대화를 완성하세요. 제로 빈칸에 꼴라 말에 하라. 맞는 표현에 만간에 법야자고 골라 유의체비로 대화를 완성하세요. 변란 가벼진 고 유의비로 마 와자고 필수비바. 다음에 골라 만간에 법야자고 유의체비로 변란 가벼진 고 필수바. 그리마소인 법정내 약정내. 저로 심하자 타래 법정 소라가 발에 법정 휴일.ဆိုတာတရားဝင်နာရက်약정 휴일ဆိုတာကညှိနှိုင်းနာရက်ကဲဘာဖြစ်မလဲကျွန်တော်ဖတ်ကြည့်အောင်내일을 만나편 달력에 뼈그레이마 빨간 날도 아닌데 쉽네요. 제가 안니양네 빨간 날 소라가 제가 코리아마 솔루션 제가 안니양네 마소인 제 시마라고 ပြောဘူးတယ်เนาะ 안니양네ဆိုအရင်စိတ်ညစ်ပါတယ်လူအရင်စားလောက်ဆိုင်နေပါတယ်ဆိုရင်လူအရင်ကြားတယ်ဗောနော်အနီအောင်နေရယုံပိတ်ရက်နေဗောနော်ယုံနေပိတ်တဲ့ပိတ်ရက်နေပါအကြောင်းစတောက်ဆိုင်နေမှာဆိုလူကြားတယ်ဗောနော်အဲ့တော့မနှက်ဖြန်ကတော့ပြက်ကလေးမှာအနီအောင်နေလေအာညင်းတယ်မဟုတ်ဖ ೇನೆ ရွှေနေရောနားတာပဲတဲ့မနှက်ဖြန်ပြက်ကလေးမှာအနီအောင်နေလေမဟုတ်ဖ ೇನೆ နားတယ်နော်တဲ့နေတဲ့ဟုတ်တယ်တဲ့ကွက်လက်နားရက်မိုးတဲ့ဤဒါဆို우리 회사는 쉬워요. 나로ကုမ္ပဏီကတော့နားတယ်တဲ့ကဲဟုတ်ပြီအဲ့တော့ကျတို့ကတရားဝင်ပိတ်ရက်လားဒါမှမဟုတ်ညှိနှိုင်းပိတ်ရက်လား 그럼 빨간 날가다ကျတို့ 법정 휴일ပေါ့နီအောင်နေလည်းမဟုတ်ဘူးဆိုတော့တရားဝင်နေရမဟုတ်ဘဲနဲ့ညှိနှိုင်းရုံးပိတ်ရက်မို့လို့ကျွန်တော်တို့ကုမ္ပဏီကတော့နားပါတယ်တဲ့그래서 약정 휴일이라서 우리 회사는 쉬워요. နော်ညှိနှိုင်းရုံးပိတ်ရက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကုမ္ပဏီကတော့နားပါတယ်တဲ့ကဲဟုတ်ပြီဒါဆိုနောက်တစ်ခု 무급 휴일 라사 매ခွင့် 유급 휴일 라사ခွင့်ကဲဘာဖြစ်မလဲဖတ်ကြည့်မယ် 연차를 사용한 기간 နော်နှစ်ပြည့်နာရက်ကိုတဲ့ 사용하는 기간 동안은 유네의 가라အတွင်းကတော့တဲ့ 은금이 나오지 않는 거예요. နှစ်ပြည့်နာရက်ယူထားတဲ့ကာလအတွင်းလစာမရဘူးလားတဲ့နှစ်ပြည့်နာရက်ယူတဲ့ကာလအတွင်းလစာမရဘူးလား아니요မဟုတ်ဘူးကွက်လက်အီနီကကွက်လက်နာရက်ဖြစ်တဲ့အတွက်임금이 지불돼요လစာပေးပါတယ်တဲ့အဲ့တော့လစာပေးပါတယ်ဆိုတော့လစာမဲ့ခွင့်ဖြစ်မလားလစာရတဲ့ခွင့်ဖြစ်မလားဒါပေါ့ကျတို့လစာရတဲ့လစာခွင့်유급 휴일이라서လစာရတဲ့ခွင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့လစာခွင့်ဖြစ်တဲ့အတွက်임금이 지불돼요လစာပေးပါတယ်ရမယ်နော်လွယ်တယ်နော်ဒီခါ우리 회사는 이렇게 연차 출산အဲ့တော့ 연차 နော်အဲ့တော့ 연차 휴가ကကျတို့ဘာလဲပြီးလို့ရှိရင်နှစ်ပြည့်အနားယူခွင့်ဟလာ 연차 휴가 နှစ်ပြည့်အနားယူခွင့် 출산 휴가 မီးဖွားခွင့်အဲ့တော့ဘာဖြစ်မလဲကျတို့ဖတ်ကြည့်မယ်
우리 회사는 가로 company 가로 하라. 가로 company 가로 꼴라꼴라 휴가를 얼마나 줘요? 꼴라 퀸고 블라우 빌레. 가로 company가 디 퀸고 블라우 빌레. 아기를 넘기 전후로 3개월 준대요. အဲ့တော့ခလေးမမွေးခင်ကနေเนาะမွေးပြီးเนาะအတွင်း3လပြီးပါတယ်အဲ့တော့ခလေးမမွေးခင်ကနေမွေးပြီး3လပြီးပါဆိုတော့ကျွန်တော်ဘာခွင့်ဖြစ်မလဲနှစ်ပြည့်ခွင့်လားမီးဖွားခွင့်လားမီးဖွားခွင့်ပေါ့ဟုတ်လားမီးဖွားခွင့်ကိုငါတို့ကုမ္ပဏီကဘယ်လောက်ထိပေးလဲခလေးမမွေးခင်ကနေမွေးပြီးအတွင်း3လပြီးပါတယ်ဒီလိုဖြစ်မှာပေါ့ရမယ်နော်အဲ့တော့ 출산 휴가 ပေါ့ကဲဟုတ်ပြီနံပါတ်4မှာဆိုရင် 받으면 락하인 하라 신청하면 생인도인 게 바피면 램디데부 이번에 휴가를 리더카우 퀸띵 꼴라꼴라 너 꼴라꼴라 너 리더카우 휴가를 꼴라꼴라인 어디에 가고 싶어요? 배고 도와줄래? 게 하비 에러 친구들하고 땡예진이네 부산에 가보려고요. 땡예진이네 부산 고 도와지물로 봐. 에러 디더카우 제로가 퀸고 생인도인 피엠라. 다만 디더카우 퀸야인 피엠라. 디더카우 퀸고 생인도인 땡예진이네 배우 도와줄래 피엠라. 디더카우 퀸야인 땡예진이네 배우 도와줄래 피엠라. 그럼 리더카우 퀸야인 뭐 허점라로 이번에 휴가를 받으면 어디에 가고 싶어요? 친구들하고 부산에 가보려고요. 리더카우 퀸야인 배구 도와줄래 등의 진이네 부산 고 도와물로 봐. 소리로 피마보. 나래면 게 하바비 에러 제로 디비디오리아로 디티베 제로 나우 비디오마 대화 이간이 싸면어 အဲ့တော့ဒီဟာလေးအိမ်စာဒီရှိရဟာလေးလည်းအိမ်စာပါကိုယ့်ဘာသာနဲ့ကိုတေချာလေးတွေဖြည့်ပဲเนาะမင်းလေးတေချာလေးတက်မယ်တစ်ချက်တချို့တော့လေ့ကျင့်ခန်းတွေမှာဆိုရင်မင်းလေးတွေတက်မယ်ကလေးတို့လုံးဝတိမဲ့မင်းလေးတွေတက်မယ်ထားခဲ့တယ်တချို့ဟာလေးကျတော့မြန်မာလိုပြန်ပြီးမှအဆင်ပြေမဲ့ဟာလေးဆိုရင်ပြန်ပြီးခဲ့တယ်เนาะဒါပေမဲ့ဒီချက်မပြန်လိုက်တဲ့လို့မင်းတချို့ပေါ့เนาะချက်ရလောက်မဲ့ထင်ပြီးထားခဲ့ဟာမျိုးတစ်ခုခုတဲကမှမရတာပါလာခဲ့လာမိပါเนาะကဲဟုတ်ပါပြီဒါဆိုရင်တော့အားလုံးပဲတတပါကြက်မှန်ကြည့်ဆိုင်ကြเนาะနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်